စကရောင်စာများနှင့်လှတော်သာတန်တိန်တွင်ရောင်းမ၏တရုတ်ပခုံးထန်းတလိန်တုံနှင့်ကြံရည်ရောင်းသူများတွင်အသက်ကြီးဆုံးကြံရည်သည်ကြီးမှကလေးနှစ်ယောက်ကိုလည်းဈေးရောင်းခိုင်းထားသောကြောင့်ကားဆင်းဝင်လာတိုင်းကြီးကန်းတောင်းမှောက်ဖြစ်နေ၏ကလေးတွေဈေးရောင်းမဆော့နေလားပတ်စံမအမ်းတက်မလှမ်းတက်ဖြစ်နေလားကြည်ရသေးသည်အခုလည်းဆိုက်ရောက်လာတော့ကဤဘေးဘက်တွင်သမီးကြီးသည်ကားပေါ်မှလှမ်းဝဲသူတယောက်အားမောကြည့်နေ၏လက်ကောက်တွေအပြည့်နှင့်မိမသည်ကြက်ပေါင်ကျော်ကိုကန်ကြည့်ကငါးချက်ပဲနော်ငါးချက်တော့မရဘူးရှင်လိုချင်ရင်9ချက်ခွဲရမယ်နှစ်ခုယူမယ်တစ်ခုငါးချက်ထားမရဘူးရပါတယ်ဝယ်သူဟာဈေးမတည့်တော့လဲပစ္စည်းကိုလမ်းမနှုတ်ပဲနဲ့တင်းစင်နေသည့်အတွက်ကြံရည်သမားကြီးမှကြံ့ညှိရင်တော့ပွားလာ၏ရောင်မနော်ရောင်မရွှေပဲချထားတာစိမ့်မဲစီထားတာဟင်းရဲ့ရတာကိုမသိတာနဲ့မသိတာပဲဟေ့ရောင်မကာကန်ရှင်ကသူ့ကိုစောင်းမှန်းမသိတော့လဲဈေးတဲ့ကြီးများမှပုံစီစီနဲ့ကားဘေးသို့လှမ်းကြည့်မိကြလေ၏ရောင်မရေချင်းတို့ရတွင်အထက်ပါခီးတဲ့ချိန်ကထွက်သွားပြီးနောက်တွင်ကြံရည်တဲ့ကြီးမှဒေါ်ပွားစရာတစ်ခုထပ်မံကြုံတွေ့ရပြန်လေ၏သူ့သမီးကြီးသည်ကားဤဘေးဘက်တွင်ရောင်းသောကြောင့်သူမြင်၏သူ့သမီးငယ်မှာကား၏ဟိုဘက်ဘေးတွင်ရောင်းသောကြောင့်သူမမြင်ရကြထိုသမီးငယ်သည်10တန်ဆက်ကူချက်ကိုကြွားဝန်းစာကိုင်လာပြီးကြံရည်တဲ့ကြီးအပေးအပ်သည်ဘာရောင်းရလဲသမီးလေကြက်ပေါင်ကျော်နှစ်ခုပဲကြံရည်တဲ့ကြီးလည်းမျက်လုံးပြူပြီးကြည့်၏နင်းမဗန်တဲ့ဟာတွေပြန်ပြီးကြော်ထားတာ9ရက်ရှိပြီဒါတောင်9ချက်နဲ့မရောင်းဘူးနင်းဗန်တဲ့ဟာတွေက1ရက်ပဲရှိသေးတယ်ခါတိုင်းလဲဒီလိုရောင်းနေတာပဲဖေးရဲ့ရွှေမိုးငွေမိုးရွာသာစီနှင့်6ပြေးဆွဲသောကားတွင်ရန်ကုန်သားချို့ပါလာကြ၏ကားပေါ်တွင်သူတို့ဆင်းလာကလေးကဤလူများသည်ရန်ကုန်သားတွေဟုကြောက်ပုံသားများနားလေကြသည်ထိုသူမှနှိုးဆေးရသည်ဆိုသောကြောင့်နွားနှုတ်မှတောက်ရင်ဆိုင်ထဲတွင်ထိုင်နေသောရွာကန်တောင်သူကြီးတယောက်ကိုမေးမြန်းစုံစမ်းကြ၏မိုးလေဝသဘယ်လိုနေလဲဦးကြီးမိုးလေဝသမကောင်းလှပါဘူးဗျာဒီလိုဆိုရင်လောက်ခင်းဆောင်နာတွေကောဖွံ့ဖြိုးကြရဲ့လားလွယ်ရလုပ်ငန်းတွေဆိုပါတော့မိုးညံ့တဲ့နေရာမှာတော့တချို့လဲဟင်းစာလောက်ပဲရတာပေါ့လေမိုးကွက်ကြားကောင်းတဲ့နေရာများမှာတော့လူက secret ခဲပြီးနွားက biscuit ပဲသားမယားကရွှေတွဲလဲပေါ့ဗျာဦးကြီးဤသုံးထက်ဆင့်ကာယံစကားကြောင့်ရန်ကုန်သားများမှာကျင်းတဲ့စွာရီမောကြလေ၏လင်းပန်းနှင့်တပနကင်တတနီကဲခီးကျဲတွင်ကိုနေရာကိုဝင်ထိုင်ကြပါထွက်မယ်စပယ်ယာကတဆာအော်၍ဒရိုင်ဘာကဟွန်းကိုတတွေ့နှိပ်တော်ကြောင့်ခီးတဲ့ချိုသည်ပြေးလွှားရောက်လာကြ၏တို့ရတွင်အားလုံးစုပြုံပြေးလွှားလာရန်မလိုချင်ချို့မှာစောစောကပင်ကားပေါ်တွင်ရောက်နေကြပြီဒီတောင်းကြီးကဘယ်သူတောင်းလဲကျမတောင်းဘာဖြစ်လို့လဲဘာဖြစ်ရမလဲဒီတောင်းစောစောကဟိုဘက်မှာထားတာဒီဘက်ရောက်လာတော့ဘယ်လိုလုပ်ပြီးထိုင်မလဲကိုချင်းလက်စာမပေါ့ခီးသွားရတွင်ကိုတော့ချောင်းကြီးရှိစေသူတစ်ပါးတော့ကြက်တဲစေဆိုတာမနှောဆိုးကိုမွေးသားသောကြောင့်စကားပြောရခြင်းဖြစ်ရာအပြောပြတ်မပြေပြစ်သောအခါရန်ဖြစ်ရလေသည်ကားသမားများမှလည်းပတ်စံရနေပြီးရောသမားမှုမဖြန့်ဖြစ်မပေးနေရချမပေးပဲတော်ပြင်းထန်စွာစကားများပြီးမှစိတ်ကောင်းရှိသောခီးတဲ့ဦးကနေရချင်းလဲပေး၍ပြေးသွားလေ၏ကားထွက်သွားသည့်နှဲတစ်ပြိုင်နက်မြေပဲရိုရောင်သောကလေးမကလေးသည်ဇီးသည့်စိမ့်ထုတ်ရောင်သောမိန်းမကြီးနှစ်ယောက်တန်းပြေးလာကမောပန်းတန်နှင့်အတင်းပြောလေ၏ဟိုလေလက်ဘင်းမှာဆွဲကြိုးအတုပ်ကြီးဆွဲထားတဲ့မိန်းမကြီးကရန်တွေးတဲ့အတန်နဲ့လင်ပန်းဖင်ကိုအုပ်ရှက်ခဲနဲ့ပုတ်ပြီးအတန်ကြီးနဲ့တော့ကျုပ်ဖြင့်ရီလိုက်ရတာကလေးမသည်သူ့ဘာသာသူပြောပြီးရန်ထိုးရက်ရီမောနေလေ၏လမ်းကောင်းပုံဖွင့်ထမင်းကျော်ဆိုင်တွင်ထမင်းကျော်ဝယ်စားနေသူများအနက်မှတယောက်သည်သူ့ထက်လန်ခီတွေ့ကြုံများပုံရသူတယောက်အားမတိုးမကျဲမေးမြန်းနေ၏6ကနေပြီးစလေကိုကားလမ်းရှိတယ်ဆိုခင်ဗျာရှိပြီလားဗျာ6မရောက်ခင်တောင်ဘက်မှာလမ်းခွဲရှိတယ်လမ်းကတော့ဘလို့လဲဗျာခုများတော့ကောင်းလိုက်တဲ့လမ်းမှန်ချက်ကြီးကိုကတ္တရတုပ်ပြီးချလာတော့မှတ်ရတယ်အဲ့ဒီလမ်းမပေါက်ရင်တော့ကျုပ်ဖြင့်ဘယ်ရောမှကားမစီဘူးခြေလျင်မဲလျှောက်တာပေါ့ဘာဖြစ်လို့လဲဗျာမိတ်ဆွေနဲ့ကားလာတာမမြင်ဘူးလားဖုံလုံးကြီးတွေလိမ့်လာတာပဲမြင်ရတယ်ပြီးတော့ဟိုတစ်ပင်နဲ့ဒီတစ်ပင်နဲ့ဆောင်းထုံးချိုင်းထဲဝင်ဆောင်းဒီခြုံပုံးနဲ့ရိုက်လေဗျာကားစီးနေရတဲ့မတူဘူးဝီဒရအမတ်ကိုပေါ်နကားကမြင်းနောက်မှာထားပြီးတောင်ဆောင်နဲ့တိုက်တက်လာတော့မှတ်ရတယ်သူစကားဆုံးတွင်ဘေးမှထမင်းကျော်စားနေသူများဟာဝါကနေရီမောမိကြလေ၏ဝေဒနာပကံ
တဆူတအုပ်လည်းဖြစ်သောခီးတဲ့10ယောက်အစုတစုသည်စားပွဲရှေ့ကြီးတွင်ဆူရုံစားတောက်နေကြသည်ထိုသူများထဲတွင်မိန်းကလေးချောချောလှလှတွေပါဝင်သည်မိန်းမရွယ်နှင့်အဖွားကြီးများလည်းပါဝင်သည်ယောက်ျားရွယ်များနှင့်ယောက်ျားကြီးများလည်းပါဝင်ပါသည်ထိုသမင်းဝိုင်းသို့ဆိုင်မလူငယ်လေးတယောက်ကဟင်းလိုက်ပေ၏ဟင်းချိုနယ်လျင်ဖြည့်ပေသည်အသားဟင်းမကန်ချက်နေရင်ထပ်ထည့်ပေးရသည်အမာချန်ပီယံအကျော်သည်ကြီးမှသူ့အကျော်ဘို့တွင်ဤလူကြီးလာထိုင်ကလေးကမျက်ခုံးလှုပ်လာပြီးအကျွေးဝယ်စားပြီးနောက်တွင်မထမသွားလေပဲပါဇက်ဟကသွားကိုကိုင်းနေ၏ဘာဖြစ်လို့သွားကိုကိုင်းနေရလဲတော်နော်ကျောင်းမုတ်ကိုကျွေးစားပြီးနမဲတော့မဖြတ်နဲ့စီဘူးနဲ့ပတ်လိုက်မယ်သွားနာလို့ပါဟာအိမ်ကထွက်လာတော့မနာပါဘူးနှင်းမုတ်ကိုစားပြီးမှနာလာတာကြော်လေသည်စီဘူးနဲ့ကာမပတ်ဆဲရည်တိုင်းထွားသည်ဆဲရည်တိုင်းထွားသည်မာလိုက်တဲ့မုတ်ဟာ6ပေါင်တူနဲ့ထုတောင်ကွဲမှာမဟုတ်ဘူးကြောက်တောင်ခွဲတဲ့ဒိုင်နမိုက်နဲ့ခွဲမှရမှာအဲ့ဒါတော့ဝါလို့မဖြစ်ဘူးအမှုန့်တွေကိုမျိုးချယူမှရမယ်ထိုခါတွင်အကျော်တယ်မှမဆဲနိုင်တော့ပဲရီမောနေရတော့သည်အာယောဦးမြင်ကွင်းမောင်ကလည်းမောင်ဆိုင်တွေလည်းတိမ့်တဲ့အချိန်မတော်ကြီးမှာကားတွေရောက်လာနေသတိထားကြဟဲ့ခီးသွားဧည့်သည်များရှင်းလင်းနေခိုက်တွင်လာရောက်လှည့်ပတ်သောဆိုင်ရှင်များအားအိမ်ရှင်ဆိုင်ရှင်ကသတိပေးခြင်းဖြစ်၏ဘာဖြစ်လို့လဲဆိုတော့လူစိမ်းဆိုရင်ဘယ်နေရာမှာကိုင်းဆိုတာမသိပဲကိုပေါ့မောင်နဲ့မမဲမှာဆိုင်ရှိလာပြီးအပေါ့သွားလာသွားရဲ့အခင်းချင်းဆိုရင်လေသူလည်းဒုက္ခကိုလည်းဒုက္ခဟုတ်တယ်လေကိုကအတန်ကြားလို့ထပြီးអော်တော့မှသူ့မှာဒုက္ခကြီးတိုးလို့တန်းလန်းနဲ့မပြောဘဲနေပြန်ရင်လေကိုပဲကြုံရမှာမဟုတ်လားဝင်ပြောသူကစတဲ့ရီမောဖြင့်ဝိုင်းဝန်းရီမောကြသည်ထိုအခါကုန်းဝါနေသောရွှေသွားနှင့်လူကဝင်ပြော၏ခမရတို့ပြောတာနောက်ကျသွားပြီကျုံမှာအမြဲတမ်းကြုံပြစ်နေရတာကြပြီတခါလေတော့လူကလည်းတရေနှိုးစားမှာကားစင်းထိုးဆိုင်တန်လဲကြားရောကြောက်လဲထထိုင်တာပဲလူတယောက်လုံးကတော့ထိုင်တာမမြင်ဘူးဗျပြေးလာတဲ့လူနဲ့ပြေးလာတဲ့ပြီးပြိုပြင်းနဲ့မောင်နေတာပဲမြင်မလဲဟာဟုတ်တာပဲကြောက်လဲစိတ်ဆိုးနဲ့လက်နှိပ်တက်မိထိုးပြီးဒါမိုးထားတော့ဘာပြောကောင်းမလဲဗျာဆိုင်မှန်းမသိလို့ပါဗျာဈေးခန့်မှာဆိုပြီးထိုင်ချက်ကရှ िख ူလိုက်တာဒုက္ခိတပတ်စံတောင်းနေတဲ့ပုံရေးဆွဲထားတဲ့ပကြီးတွေကဟန်မျိုးနဲ့ဖြစ်နေတာပဲနားထောင်နေသူများကတော့သဘောကျကြည်ကြားလျက်အားရပါရရီမောနေကြတော့လေအလောင်းတော်ရာမှဆိုင်တွင်ကြက်သားဟင်းလက်ချံနေသည်ထို့ကြောင့်အိမ်ပြန်ပြီးကြက်3ကောင်လောက်လောက်ခဲ့ရန်သားကိုခိုင်းလိုက်၏ဟင်းအိုးထဲကဟင်းသာလျော့၍သွား၏ကြက်ဖမ်းရန်သွားသူရောက်မလာခြင်းဒုံတွင်ဖခင်ဖြစ်သူလိုက်လာတော့ခါသားဖြစ်သူမှာဟိုအိမ်အောက်ဝင်ဒီအိမ်အောက်ဝင်နှင့်ကြက်ဖမ်းနေစေရှိ၏မင်းကိုခိုင်းလိုက်ရင်ဘယ်တော့မှအဆင်မပြေဘူးကြက်ကလေး3ကောင်ဖမ်းတာမုတ်ဆိုးစင်ဆွဲပြဲတာနဲ့ကြာနေရပဲရောက်ချင်းစူလေတော့သည်ချွေးနှင့်ဖုံနှင့်ရောထွေးပိတ်ချန်နေသောသားဖြစ်သူကမောမောနှင့်ပြောလိုက်ပုံကဖေကလည်းပြောတော့လွယ်လေဒီမှာတကယ်လောက်ရတဲ့လူကရာမမင်းကသမင်ရောင်ဆောင်ထားတဲ့ဘလူးမနောက်ကိုလိုက်ရတာထက်ခက်သေးတယ်ဗျာဟုဖြစ်၏ထိုစကားကိုကြားလိုက်တော့အိမ်ကြီးချင်းများမှာဒီသားဖားကတော့မစုံလိုက်နဲ့စုံလိုက်ရင်ဒီလိုကြီးပဲဆိုကရီမောကြလေ၏အေယာမပကံကြီးအဲ့ရမှာနိုးချင်းစာလောင်တက်သောဆိုင်ရှင်တယောက်သည်ဇနီးဖြစ်သူမိမှွေးနေစဉ်ဟိုလန်ဒီလန်လုံနေ၏ရှိသည့်မုံများကိုမစားခြင်းလက်ဖက်ရည်တစ်ခွက်လောက်တောက်ရရင်ကောင်းမှာပဲနာမီထိုးဟာရင်သွေးအိုမှာကြီးသည့်အတွက်တော်နှင့်ဆူအောင်မည်မဟုတ်ပဲထို့ကြောင့်တပူးတဲကရင်သွေးနှင့်ဖြောတောက်ရန်အကြံပေး၏